Hello, konnichiwa, 大家好。ကျွန်တော်တို့အခုသွားမှာကတော့ Albania ဖြစ်ပါတယ်။ Leeds ကနေပြီးတော့ London ကားမောင်းပြီးတော့ Heathrow Airport ကနေပြီးတော့သွားမှာ။ဒါပေမဲ့ကားကို Heathrow Airport ကမေးပဲ parking မှာထားခဲ့ပေါ့နော်။ MRC ပေါ်အဲ့တော့ NHS discount တွေပါရတော့အဲ့ဒါပြီးတော့အခု Heathrow Airport ကိုရောက်ပါတယ်ပေါ့နော်။ စိတ်မချဘူးဘာပြောပါဒါတော့ရှိပါစေလောက်ပါနဲ့ရောက်ပါပြီထရနာရောက်တယ်ပေါ့နော်ထရနာအရင်ရောက်တော့ပြီးကားသွားယူရမှာကားမယူခင်မှာSIM card သွားယူတယ် SIM card က online ဝယ်ထားတော့စီပေါ်တယ် Vodafone မှာ 20% off ရတယ်ကြိုးဝယ်ပေါ့နော်ပြောချင်တာသွားလို့ရှိရင်ကစ်တရားမှာ20ပေါင်20ကျော်ပဲပေးရတယ်ကား Enterprise ကငါတာအဲ့လည်းစီပေါ်အဲ့တော့ off season ဆိုတော့ဟိုလောက်ပဲပေးရတယ်9ပေါင်10ပေါင်လောက်ပဲပေးရတယ်တနေ့ရောမှာလေသူအကုန်လုံးနဲ့9ယောက်ပဲထားပါတော့9ယောက်နဲ့ပြင်ဆိုင်နေနေပဲကြာပြီးတော့အခု Juras ကိုရောက်တယ် Juras ကကန်ဂျီမျိုးလေးပေါ့နော် Juras က Tirana နဲ့ဆိုရင်နိုင်ခွက်လောက်ပဲကမောရတယ်အခုအဲ့ဒါ Juras မှာ Airbnb ငှားထားတဲ့ apartment လေးတူပေါ့နော်အရန်အဆင်ပြေရဲ့အိမ်လေးကပေးထားရတယ်အများကြီးပဲကိုလိုမထင်တဲ့ဟာလေးသူအများကြီးထည့်ပေးထားတယ်ပြီးတော့ view လည်းကောင်းတယ်ကိုစီလည်းဖြစ်တယ်နေချင်းစရာလေးပေါ့ပန်းချန်လေးတစ်တစ်လေးရှိရယ်ပြီးတော့ထိုင်ကုန်လေးလည်းအများကြီးထားပေးထားတယ်တကယ်ချင်းတွေအများကြီးရောက်လာတော့အဲ့မှာပဲစုပြီးတော့အိမ်မှာပဲစုပြီးတော့စားရတောက်တယ်ဖဲရိုက်ကြတယ်ပေါ့နော်ဒီစောက်တွေရှိတယ်လက်ဆင့်ကြည့်ရသေးတာတော့လက်ဆင့်တော့ဖဲရုပ်တွေရှိတယ်ဖဲရုပ်တွေပြရတယ်လက်ဆင့်တော့မှာဒါပေမဲ့ဒီကြီးကိုပဲနေလို့ပါမန်တိုးလေးလုပ်ပြီးတော့ပထမဆုံးအိမ်နားမှာပဲနှုတ်သွားစားတာအိတ်ဆိုင်နည်းနည်းလေး fancy ဖြစ်စင်းနေကြည့်ရဒါပေမဲ့လည်းပထမဆုံးရောက်တဲ့နေ့ဆိုတော့ရန်တိုင်းမရှာကျင်တော့တာနဲ့အမှပဲစားလို့ကောင်းတယ်ဟုတ်ပါလားအမစားပြီးတော့အိမ်နားနဲ့ပပလန်လျှောက်တာအိမ်ကကြောက်အိမ်ရှိလန်နည်းနည်းလေးလျှောက်လိုက်တာနဲ့ကန်းချီရောက်တယ်ပြီးတော့တို့ရဲ့ promenade တော့ခေါ်တဲ့ကန်းချီလန်တက်လျှောက်ပေါ့နော်အဲ့ဒါလေးလည်းလန်လျှောက်လို့ကောင်းတယ်ရလို့ရတော့ရထားလိုက်မလားတပတ်ပြန်ရမှာတော့ကန်းချီတော့ညဘက်တောက်ဖို့ဘီယာပါညာမီအမှလာဝဲတာတောက်ပါ
အခုကခုနပြောတဲ့တိုက်ကအရှိတဲ့ကကန်းကြီးလေးပေါ့အမှခုလူတွေအများကြီးမဖြစ်သေးဘူး April မို့လို့လေ April ဆိုလူရဲမများသေးရာသီဥတုကလည်းအေးနေတော့သူရာသီချိန် July August လောက်ဆိုတော့လူတွေအမှပြည့်နေမှာထင်တယ်ပြီးတော့ပုံမှန်တွေ့ရတော့အောက်မှာအဲ့လိုမျိုးစမ်းပတ်တွေနဲ့လေအိမ်သားမလူတွေအများကြီးထိုင်နေကြတယ်သူရာသီချိန်ကြာရင်ဒီမှာပြည့်လို့လည်းရဒီကူရာဟိုအဲ့ဒီချက်မှလည်းထိုင်လို့ကောင်းတဲ့ဆိုင်လေးတွေအများကြီးပဲအခုပြန်ရောက်ပြီပေါ့နော်အမှဆန်းဆက်ကြည့်ရယ်ပြီးအဲ့နားလေးကတော်တော်လေးဆန်းဆက်မှာတပုံရိုက်လို့ကောင်းတယ်ဆန်းဆက်ကိုနောက်ကန်ထားပြီးတော့ဖြစ်ဆန်းဆက်ကိုကြည့်ပြီးတော့ဖြစ်နေမပူရဲ့နေရာယူနောက်နေ့ကျတော့ဘာမှလုပ်စရာမရှိရနဲ့ပြေးကြတယ်အများကြီးမပြေးပါခဏပဲ3ကီလိုမီတာလောက်ပဲပြေးပြီးတော့ရောက်တော့မနက်စာဖို့တက်လိုက်ရှာအဲ့တော့လေအဲ့ဆိုင်ကစားလို့ကောင်းတယ်အဲ့ဆိုင်အများကြီးပဲစုံလဲဒါပေမဲ့သူကထိုင်စားလို့မရအောင်ထိုင်စားလို့မရနဲ့လည်းမစားပြဘူးဒါလားမသိအဲ့ဒါဆိုင်ဒါနောက်တစ်ဆိုင်အဲ့ဆိုင်လေးကထိုင်လို့ရတယ်ကြဲကြီးပဲဈေးတွေကတော့တိတ်တော့မကွာဘူးတနာပဲနည်းနည်းလေးတော့ပေါ်တယ် UK နဲ့စားလို့ရှိရင်လေဒါပေမဲ့တိတ်မကွာစားပြီးတော့ဘာမှလုပ်စရာမရှိရနဲ့ကန်ချေသွားကြတယ်ပေါ့နော်3ယောက်ပဲရှိသေးတယ်အဲ့တော့ကျန်တဲ့လူတွေဒါမှအောင်စောင့်နေရဒီဆိုင်လည်းနာမည်ကြီးရယ်လူတော်တော်များများစားကြတယ်ဒါပေမဲ့အဲ့တော့ကျတော့လူတိတ်မရှိတာနဲ့စီးလက်ကြီးရတယ်မစားတော့ဘူးစပိုက်လည်းမစားလည်းပါတယ်အဲ့လည်းမစားဝင်တော့ဒါဟာ sunset bar လို့ပြောရမလားစားတော့ဆိုင်လို့ပြောရမလား sunset lounge နောက်ပိုင်းမှာလည်းပါစားထားတယ်အဲ့ဆိုင်လေးလည်းစားလို့ကောင်းတယ် view လေးလည်းကောင်းတယ်ပြီးတော့ဒီမှာလာကျင်တာ port side ဆိုရဲဒီနေရာကသူကလူတွေကြလို့ရှင်အဲ့အောက်မှာရေကူးပြီးစမ်းပတ်တွေရှိတယ်စမ်းပတ်တွေမှာနားပြီးအပေါ်မှာမုတ်စားပေါ့နော်မြေရေကူးကန်လည်းရှိတယ်အဲ့လိုမျိုးဖြစ်မလားဆိုပြီးလာတာဒါပေမဲ့အောက်မှာသူကဘာမှမချထားဘူးစမ်းပတ်တွေပါလည်းမချထားတော့ပတ်ကြီးရဲ့တပုံလေးပါလေးနည်းနည်းပါရိုက်ပြီးတော့ပြန်လာမထိုင်ပြီးတော့ပြန်ပြီးတော့ဒီ beach နာကိုရောက်လာအဲ့ဒါလည်းတိတ်မကွာ9မိနစ်လောက်ပဲလမ်းလျှောက်အဲ့နေရာရောက်တယ်အဲ့နေရာကျစားတော့ဆိုင်နေပါညာတယ်ဘာမှမရှိလူလည်းရှင်းတယ်ပေါ့နော်အဲ့နဲ့ထိုင်လို့ကောင်းမယ်ဆိုပြီးတော့မှထိုက်တာအဲ့ဒါလည်းတက်ပုံမှာပြထားတော့ကျတော့ Google Map မှာဆိုလို့ရှိရင်အဲ့ရောက်မှာအစံပတ်တွေနဲ့လူတွေအများကြီးပြည့်နေသူ့ရဲ့ season ကြလို့ရှိရင်အခုကျဘယ်သူမှမရှိဘူးတော့သိနေကြမလုပ်တော့အခုဆန်းဆက်ပါပေးရဆိုင်အဲ့ဆိုင်ကျဘာကာတွေပြရတယ်တိတ်အများကြီးမရတော့အမှကြိုင်မထိုင်ပြဘူးဘာကာလုံးစားပြဒါဆန်းဆက်ပါရောက်လာအမှထိုင်လို့ကောင်းတယ် view လေးလည်းကောင်းတယ်
စားပြီးတော့မြို့တွေကိုပြန်ရောက်လာတယ်ဒါက Juras မြို့တွေမြို့ထဲမှာရှောက်သွားရှောက်စားပါနော်ဒါတို့စူပါမားကတ်မရောက်ဘူးဆိုတော့ဝင်ကြည့်ရ6ကတ်ရဒါ Burex တို့ရဲ့ရောက်ရင်မရောက်မစားမပြစ်စားရမယ် Burex ဆိုတဲ့pastry မြို့ထဲကနေလမ်းလျှောက်လာပြီးတော့ဒီဟာကုနာ promenade ကနောက်ဆုံးနေရာလေးပေါ့အမှဆက်ဆက်ကြည့်ပြီးတော့ခုနပြောတဲ့ Burex ကိုထိုင်စားနေကြတာပါ၃ယောက်သား cheese နဲ့ spinach နဲ့အဲ့ spinach ကိုပို့ကြိုက်တယ်စားလို့ပြီးတော့အဲ့အနေပြောတဲ့လမ်းလျှောက်ပါခုနပြောတဲ့ကျွန်တော်တို့Airbnb တော့ရောက်ပါပင်လုံးကြီးအဲ့နားလေးမှာဆန်းဆက်ကြည့်တပုံလေးရိုက်ပြီးတော့ပို့ပြန်တက်ဒါပဲမတရက်ပြီးွားပြီးတော့ဒုတိယရက်ပြီးွားဒါနောက်တစ်ရက်ကကျတော့ cruiser ရင်သွားတာ Juras ကနေ cruiser သွားပြီမယ် cruiser ရဲ့ဟာကျတော့တက်ရိုက်တာရှိတော့ဒီထက်မှမထဲတော့cruiser နေပြီးတော့သူခဏပဲသွားပြီးတော့ဘာမှလုပ်စရာမရှိတော့ Tirana ပြန်ရောက်လာဒါအခု Tirana မြို့ရဲပေါ့နော်မြို့ထဲမှာAsian စားခြင်းလို့ဆိုပြပတ်ရှာရင်လည်းအိမ်သားမှာကရက်ပြီးတော့ Asian grocery ဝယ် coffee တွေဝယ်ပြီးတော့ Asian စားတောက်ဆိုင်စီသွားနေရတက်ဒီမှာရောဒီနဲ့ရှိရမယ်ဒီမှာရှိတယ်တီရာနာ အဲ့တော့ဘာလဲလို့တာTirana ဘာလဲလို့တာ Asian grocery ဆိုင်မှာဟိုဟာ coffee တောက်ပြီး tteokbokki စားပြီးအခုနောက်ထပ် Asian ဆိုင်မှာ kimchi ခမင်းတွေစားစားကြစားလို့ကောင်းပါပြီးတော့ပူပါတီတောက်ပြီးတော့Juras ကိုပြန်ရောက်လာညဘက်ကျတော့အကိုရီမတွေအတူတူလာမဲ့ကိုရီမတွေရောက်လာသူတို့ခဏဆောင်ပြီးတော့ညစာအဲ့ရလက်ဆိုင်အိမ်ရှိရပဲ Airbnb အောက်မှာပဲစားတာmarinated salmon နဲ့ risotto ကတော့ပဲဆိုင်ဖြစ်စားလို့ခေါ်တယ်ဒါပေမဲ့အဲ့ဆိုင်ပို့စားလို့ခေါ်တယ်နောက်နေ့မနေ့ဝယ်လာတဲ့ခေါက်ဆွဲပြုတ်စားပြီးတော့လန်ဒန်ကနေလာမဲ့တငယ်ချင်းတွေကို Tirana မှာပြန်သွားကြို Juras ကနေပြီးတော့ထပ်စားတော့အကုန်စုံတော့တပုံရိုက်ကြပါတော့အမဆန်းဆက်လေးကြည့်ပြီးတော့
ဒါပါပဲနောက်ဗီဒီယိုလေးတင်လို့ရှိရင်အပေးကြပါဦးနော်